ရှိုက်ကွင်းနေမှာဇက်ကားခေါ်ရိုက်ဖို့အကူအညီတောင်းနေရတဲ့ဘဝကနေထိတ်တန်းမင်းသားဖြစ်လာခဲ့ကြသူ3ဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စမ်းကြည့်ပါ page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရရှင်လက်ရှိမှာထိတ်တန်းမင်းသားအဖြစ်ရည်တည်နေကြတဲ့ဒီမင်းသား3ဦးကအောက်ခြေဘဝကနေစူးစမ်းလာခဲ့ရတယ်လို့ပြောရင်တော့ပရိသတ်ကြီးနေနဲ့ယုံကြမှာမဟုတ်ပါဘူးဇက်ကားခေါ်ရိုက်မဲ့သူမရှိတာကြောင့်တောင်းရိုက်နေရတဲ့ဘဝအခြေအနေနဲ့မို့ရင်ဆိုင်နေရတဲ့မင်းသားတွေကဒီနေ့ဗီဒီယိုလေးထဲမှာဘယ်သူတွေဖြစ်သွားမလဲဆိုတာလိုက်လံကြည့်ရှုပေးကြပါအောင်ရှင်နံပါတ်3ပိုင်တကွန်ကမြန်မာနိုင်ငံအနုပညာရှင်တွေလက်လန်းမမီတဲ့နိုင်ငံတကာအနုပညာလောကအထိအောင်မြင်နေတဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်မို့အောက်ခြေဘဝကနေဒိုးဝင်ခဲ့ရတယ်လို့ပြောရင်ဘယ်သူမှမယုံပါဘူး။ပိုင်တကွန်ကအနုပညာလောကတွေကိုမော်ဒယ်တစ်ယောက်အနေနဲ့ဝင်လာခဲ့တာပါ။ရုပ်ရည်ချောမောတာကြောင့်တချင်းဗီဒီယိုတွေကိုခေါ်ရိုက်ခံရပေမဲ့ရုပ်ရှင်ရိုက်ကူးခွင့်မရခဲ့ပါဘူး။တခန်းစနှခန်းစတောင်မရိုက်ခဲ့ရပါဘူး။ဖုန်ကြီးဝစ်ပြီးတော့တင်လိုက်တဲ့ပုံကြောင့်သာအာရှတခွင်ကအမျိုးသမီးတူကြီးကြားမှာဟိုလီတကြော်ကိုဖြစ်သွားခဲ့ရတာပါ။ဒါကြောင့်မို့လေပိုင်တကွန်ကနိုင်ငံသားမှာပါရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးလာခဲ့ရတာဖြစ်ပါတယ်။ပိုင်တကွန်ကနိုင်ငံသားမှာရုပ်ရှင်တောက်လျှောက်ရိုက်နေရပေမဲ့မြန်မာနိုင်ငံမှာတော့ရုပ်ရှင်ဇာတ်ကားကြီး9ကားတောင်ပြည့်အောင်မရိုက်ထားရသေးပါဘူး။နံပါတ်1ပြည်တီဦးကလက်ရှိမှာထိတ်တန်းမင်းသားအဖြစ်ရည်တည်နေတာဖြစ်တယ်လို့အကယ်ဒမီဆုတွေလည်းတစီတန်းရယူထားနိုင်တာဖြစ်ပါတယ်။ပြည်တီဦးကအခုလိုအခြေအနေမျိုးရလာအောင်အရန်ကိုစူးစမ်းထားခဲ့ရတာပါ။အနုပညာလောကမှာနောက်ခံအင်အားအတိုင်းဝိုင်းလည်းမရှိတာကြောင့်တရုတ်ဆောင်တယောက်ဖြစ်ဖို့ကမလွယ်ကူခဲ့ပါဘူးတရုတ်ဆောင်ဖြစ်ချင်လွန်းတာကြောင့်ရှိုက်ကွင်းနေမှာလာပြီးတော့စကားခေါ်ရိုက်မဲ့အချိန်ကိုစောင့်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့ပြည်တီဦးမှာရည်ချင်းရှိရဲဆိုတာကိုမယုံကြည်ကြပါဘူး။ဒါကြောင့်မို့ပြည်တီဦးက villain character နဲ့ဇက်ပိုးဇက်ရန်တယောက်အနေနဲ့သာအရင်ဆုံးရိုက်ခဲ့ရတာဖြစ်ပါတယ်။ဇက်ပိုးတယောက်အနေနဲ့ရိုက်ရပေမဲ့ပြည်တီဦးကဇွဲမလျှော့ပါဘူး။မင်းသားတယောက်ဖြစ်ဖို့အရေးချင်းရှိတယ်ဆိုတာကိုချပြဖို့အတွက်အခုဆိုရင်ထိတ်တန်းမင်းသားတယောက်တောင်မှဖြစ်လာခဲ့ပြီးအရေးချင်းရှိရသူဖြစ်တာမို့ရုပ်ရှင်တကားဆိုတကားအကယ်ဒမီသိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ပြည်တီဦးကအောက်ခြေကနေတက်လာခဲ့တာဖြစ်တာမို့မာမာနလည်းမကြည့်ဘူးဖြစ်ပါတယ်။နံပါတ်1နေတိုကလည်းအနုပညာလောကကိုအောက်ခြေဘဝကနေစူးစမ်းလာခဲ့သူဖြစ်ပါတယ်။နေတိုကနေထလင်တို့လိုတိုင်းလောကမင်းသားကြီးတွေစီမှာပညာသင်ယူခဲ့တာပါ။မင်းသားဖြစ်ဖို့အတွက်ဆရာတင်ပြီးတော့ကန့်ရင်နဲ့အနုပညာလောကကိုခြေချခဲ့တာဖြစ်ပါတယ်။နေတိုကဘလို့ရုပ်ရှင်ကိုမဆိုသေချာစိတ်ဝင်စားပြီးတော့ရိုက်ကူးတတ်ပါတယ်။ဒါကြောင့်မို့လေရုပ်ရှင်ထုတ်လို့ရေးတွေကနေတိုကိုအာယုံဆိုင်လာပြီးတော့မင်းသားတင်ခဲ့ကြပါတယ်။နေတိုကဘတ်စုံတော်တဲ့မင်းသားဖြစ်တဲ့အတွက်ဘလို့ character ကိုမဆိုပြည်ပြင်းအောင်တရုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ဒါအပြင်အောက်ခြေလွတ်တာမျိုးလည်းမရှိပဲအမြဲတမ်းသင်ယူလေ့လာနေခဲ့တာဖြစ်ပါတယ်။နေတိုကတရုပ်ဆောင်တယောက်ဖြစ်ပေမဲ့ရိုက်ကွင်းမှာဆိုဒါရိုက်တာရဲ့တာဝန်ကအစဆက်အဖွဲ့ရဲ့တာဝန်အစုံအကုန်လုံးကိုလေ့လာသင်ယူနေခဲ့တာပါ။ဒါကြောင့်မို့လဲလက်ရှိမှာဆိုရင်ဝန်စာပြည့်တဲ့အနုပညာရှင်တယောက်ဖြစ်လာခဲ့တာပါ။ရိုက်ကွင်းတွေမှာဇက်ကားခေါ်ရိုက်ဖို့အကူအညီတောင်းနေရတဲ့ဘဝကနေထိတ်တန်းမင်းသားဖြစ်လာခဲ့ကြသူမင်းသား3ဦးပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးပါဦး။အဆုံးထိကြည့်ရှုပေးလို့စမ်းကြည့်ပါပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။